OK，hello，我明啦，就先 explain 啦，就ဒီမှာ就ကိုယူမယူနေကို就ပြောမှာပြောမယူကိုဆိုကျွန်တော်ပြထားတဲ့ဒီ accessory ဒီ model ကြီး fighting style တွေလိုအပ်ပြီးဒီ fighting style တွေကိုကျွန်တော်ပြထားတဲ့နေရာမှာကျွန်တော်တွားပြီးတော့တင်ကြားပြီးဝယ်ယူလို့ရတယ်ပေါ့နော်အဲဒီ film မှာကျွန်တော်အဲ့ fighting style တွေကိုယူမရဘူးဆိုတော့အဲ့ fighting style တွေကိုလုံး level 400နဲ့ပြီးတော့ကျွန်တော်ပြထားတဲ့အောက်ကပစ္စည်းလေးပဲလိုအပ်နေတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးရပြီဆိုရင်တော့ consumer ကိုရမယ်ပေါ့နော်ကျွန်တော် consumer ရဖို့တော့ကျွန်တော်ခြားစလောက်ပြထားတဲ့ကျွန်တော် fighting sign ကိုစုပြီးဝယ်ရတဲ့အရာတွေလည်းရှိရပေါ့နော်အဲ့ဒါက crystal တဲ့စီမှာကျွန်တော်ရပြီးတော့ကျွန်တော်ပြရမှာပေါ့ဒီမှာဝယ်ရနိုင်ရပါတော့ဒီမှာဝယ်ရနိုင်ဆက်လို့ရလိုက်မှာပေါ့ဒီလေလေးရရှိဆိုတော့ဘလုံးနဲ့တက်တယ်ကိုကျွန်တော်ဆုံးတော့ပြီးတော့ဒီပြနေရလိုက်ပေါ့နော်ရုပ်ကိုရအောင်ကျွန်တော်ဒီဘက်ကဘောရှိချာနိုင်မှာတော့ပြီးတော့ဒီဘက်ကကြားသေးလေးဘာတပင်းဘောကဆက်ရောက်မှရှိတယ်အားရလည်းလက်နဲ့ဒီမှာ population ဆိုရတဲ့အဲ့ဒါပေါ့လေးတိုင်းစတော့ကျွန်တော်ဆယ်ရမယ်ဆိုရင်ဆရာတော့တွေ့ပါလိမ့်မယ်သူစမတော့ပြီးတော့ဝယ်ရနိုင်မှာပေါ့လောက်ပါပဲကျွန်တော်လည်းစကွဲလေးနဲ့လုပ်ခဲ့ပါဦးဗျ